လူတူကင်းမဲ့တဲ့ရာဂျာစတန်သဲကန်နာရတဲ့ကိုအာကာသယာဉ်တစ်စီးဆင်းသက်လာခဲ့ပါတယ်။အဲ့ဒီယာဉ်ပေါ်ကနေအဝတ်ပါလာနဲ့ဂျိုသားတစ်ယောက်ဆင်းလာခဲ့ပြီးသူ့စီမှာအဖိုးတန်ဆုံးအရာဆိုလို့သူ့ကြိုကိုပြန်သွားဖို့လိုအပ်တဲ့အချက်ပြကိရိယာတစ်ခုပဲရှိပါတယ်။ဒါပေမဲ့ကန်ဆိုးကျင်တော့လမ်းသွားလမ်းလာတစ်ယောက်ကအဲ့ဒီအချက်ပြကိရိယာကိုတန်ဖိုးကြီးယတနာအမှတ်နဲ့လူယူပြီးယထာပေါ်တက်ပြေးသွားပါတော့တယ်။အမိမြေကိုပြန်ဖို့တခုတည်းသောမျှော်လင့်ချက်ပျောက်ဆုံးသွားတဲ့ဒီဂျိုသားဟာဘာစကားမှမတက်ပဲဒီကဘာကြီးမှာအထီးကျန်စွာကြံရိတ်ခဲ့ရပါပြီ။တစ်ဖက်မှာတော့ဘယ်ဂျီယမ်မှာပညာသင်နေတဲ့ဂျာဂူးဆိုတဲ့အိန္ဒိယသူလေးဟာပါကစ္စတန်ကဆာဖရက်ဆိုတဲ့လူငယ်နဲ့ချစ်ကြိုက်မိသွားပါတယ်။ဒါပေမဲ့ဂျာဂူးရဲ့အဖေကတော့ဘာသာရေးအလွန်ယူသွသူတစ်ယောက်ပါ။သူကိုးကွယ်တဲ့တာပတ်ဆွေကြီးဆိုတဲ့တရားဟောဆရာကြီးကဆာဖရက်ဟာဂျာဂူးကိုတစ္ဆာဖောက်ပြီးထားခဲ့လိမ့်မယ်လို့နိမိတ်ဖက်လိုက်ပါတယ်။ဂျာဂူးဟာဒီနိမိတ်ကိုမှားကြောင်းတက်သေးပြဖို့ဆာဖရက်ကိုလက်ထပ်ဖို့ချိန်ဆိုခဲ့ပေမဲ့တကယ်တမ်းလက်ထပ်ရမယ့်မနက်ခင်းမှာတော့ဆာဖရက်စီကနေလမ်းခွဲစာတစ်စောင်ပဲရောက်လာခဲ့ပါတယ်။နှလုံးသားကွဲအပ်သွားတဲ့ဂျာဂူးဟာအိန္ဒိယကိုပြန်လာပြီးသတင်းထောက်အဖြစ်အလုပ်လုပ်နေခဲ့ပါတယ်။6 လအကြာမှာတော့ဂျာဂူးဟာထူးဆန်းတဲ့လူတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။သူကတော့အိမ်ပြန်ဖို့အချက်ပြကိရိယာပျောက်နေတဲ့ဂျိုသားပီကေးပါပဲ။ပီကေးဟာလူတွေစီကနေဘာသာစကားသင်ယူဖို့အမျိုးသမီးတစ်ယောက်ရဲ့လက်ကို6 နာရီကြာအောင်ကင်ထားပြီးအသက်သင်ခဲ့ရတာပါ။သူဟာသူ့ရဲ့အချက်ပြကိရိယာပြန်ရဖို့အတွက်လူတွေပြောတဲ့အတိုင်းဖျားသခင်စီမှာအကူအညီတောင်းဖို့စူးစမ်းပါတယ်။ဒါပေမဲ့ပြဿနာကကဘာပေါ်မှာဖျားသခင်တွေကအများကြီးဖြစ်နေတာပါ။ဘာသာအလုံးရဲ့ထုံးတမ်းတွေကိုလိုက်လုပ်ပေမဲ့ဘာထူးခြားမှုမှမရှိခဲ့ပါဘူး။နောက်ဆုံးမှာတော့ပီကေးဟာအမှန်တရားတစ်ခုကိုသတိပြုမိသွားပါတယ်။အဲ့ဒါကတော့လူတွေဟာဘာသာရေးကိုအကြောက်တရားနဲ့ပုံဖော်ထားကြတာပါပဲ။သူဟာចောင်းသားတွေစာမေးပွဲနီးလို့ကြောက်နေတဲ့အချိန်မှာကြောက်ခဲတစ်လုံးကိုနှက်စင်လုပ်ပြီးပူဇော်ခိုင်းပြရင်လူတွေရဲ့ယုံကြည်မှုဟာဘလောက်အထိလွယ်ကူနေတယ်လဲဆိုတာသက်သေပြခဲ့ပါတယ်။ဂျာဂူးရဲ့အကူအညီနဲ့ပီကေးဟာတီဗီအစီအစဉ်တစ်ခုမှာဆရာကြီးတာပတ်ဆွေနဲ့ထိတ်တိုက်တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီမှာပီကေးကထိရှလွဲတဲ့မေးခွန်းတစ်ခုကိုမေးလိုက်ပါတယ်။ကျွန်တော်တို့ကိုဖန်ဆင်းတဲ့ဖျားသခင်နဲ့လူတွေကပြန်ပြီးဖန်ဆင်းထားတဲ့ဖျားသခင်ဆိုပြီးနှမျိုးရှိတယ်လို့သူကဆိုပါတယ်။ဆရာကြီးတာပတ်ဆွေရဲ့နမိတ်ဖက်ချက်တွေဟာနမတ်မားနေတဲ့ဖုံးခေါ်ဆိုမှုတွေလိုပဲအလွဲလွဲအချော်ချော်တွေဖြစ်နေတယ်လို့သူကဝေဖန်ခဲ့ပါတယ်။နောက်ဆုံးအချိန်မှာတော့ဂျာဂူးနဲ့ဆာဖရက်တို့ရဲ့လမ်းခွဲမှုဟာနမိတ်ဖက်ချက်ကြောင့်မဟုတ်ပဲနားလည်မှုလွဲမှားမှုတသက်တာဖြစ်ကြောင်းပေါ်ပေါက်သွားပါတယ်။ဆာဖရက်ဟာဂျာဂူးကိုဘယ်တော့မှတစ္ဆာမဖောက်ခဲ့ပါဘူး။သူဟာအခုအချိန်ထိဂျာဂူးရဲ့ဖုန်းကိုနေတိုင်းစောင့်မျှော်နေခဲ့တာပါ။ဒီအမှန်တရားပေါ်သွားတဲ့အခါမှာတော့ဆရာကြီးတာပတ်ဆွေဟာအရှက်ရပြီးပီကေးရဲ့အချက်ပြကိရိယာကိုပြန်ပေးလိုက်ရပါတော့တယ်။ပီကေးဟာသူ့ရဲ့အမိမြေကိုပြန်ဖို့ပြင်ဆင်ပါတယ်။အာကာသယဉ်ကြီးပြန်တက်သွားချိန်မှာတော့ဂျာဂူးဟာပီကေးရေးခဲ့တဲ့စာလေးတစ်စောင်ကိုဖတ်လိုက်ရပါတယ်။မင်းကိုငါချစ်တယ်